အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့2025မတ်လ17ရက်နေ့ဖြစ်ပါတယ်မြတ်စွာဘုရားအပေါ်မှာယုံကြည်တက်ဝင်ပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်ကြီးတရားရဲ့ဂုဏ်ကြီးတန်ခါရဲ့ဂုဏ်ကြီးအပေါ်မှာဉာဏ်တက်ဝင်ပြီးမတုံမလှုပ်ယုံကြည်တဲ့ပုဂ္ဂိုလ်ဒီဘယ်တကားပိတ်ပါနဲ့အဲ့တော့တချို့ကလည်းဟုတ်ပါမလားလွန်လုံးနေပိုလုံးနေလို့ထင်ကောင်းထင်ကြလိမ့်မယ်တချို့ကလည်းမကြဘူးပါဘူးလို့ပြောကောင်းပြောကြလိမ့်မယ်မြတ်စွာဘုရားကတော့အတိအလင်းကိုဟောထားပါတယ်ဓာတ်တဘာဝကြီးကဖောက်ပြန်ခြင်းဖောက်ပြန်မယ်တဲ့ထိုပုဂ္ဂိုလ်ကအပေကြာရုပ်ထုံးစံမရှိဘူးလို့အတိအကျဟောထားပါတယ်ဟုတ်ပြီဒါဆိုရင်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကြီးတရားရဲ့ဂုဏ်တော်ကြီးတန်ခါရဲ့ဂုဏ်တော်ကြီးအပေါ်မှာဉာဏ်တက်ဝင်နိုင်ဖို့လွယ်သလားခက်သလားဖြစ်နိုင်သလားအဲ့ဒီဉာဏ်တက်ဝင်ပြီးတော့မတုံမလှုပ်ယုံကြည်တဲ့စိတ်ကလွယ်သလားလေ့လာကြည့်အောင်အဲ့တော့ဂုဏ်တော်တစ်ခုကိုစပြီးတော့ကျွန်တော်တို့လေ့လာကြည့်မယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်ထဲမှာအိုးဖျားဂုဏ်တော်ဖြစ်တဲ့အတွက်အရဟံဂုဏ်တော်ပေါ့အရဟံဂုဏ်တော်ဆိုတာကအရဟသုံးလုံးတွဲဖက်တာရှိသလိုအရဟဆိုပြီးတွဲဖက်တာလည်းရှိတယ်အရဟဆိုပြီးတွဲဖက်တာလည်းရှိတယ်အဲ့တော့အရဟံသုံးလုံးတွဲဖက်ကြည့်အောင်လူနဲ့ပြမှာတတ္တဝါတို့ရဲ့ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားလူနဲ့ပြမှာတတ္တဝါလို့ဆိုလိုက်ခြင်းကြောင့်လက်တွေရှိတာယုံသလားစိတ်ထဲမှာဇဝေဇဝါဖြစ်နေတယ်ယုံတယ်လို့မယုံတယ်လို့ဖြစ်နေတဲ့လူကမြတ်စွာဘုရားရဲ့အရဟံဂုဏ်ကိုမတုံမလှုပ်ယုံကြည်တာဖြစ်နိုင်မလားဒီပုံမှာဉာဏ်သက်မဝင်နိုင်ဘူးနိမြတ်စွာဘုရားကဥပပပရိတ္တိဖြစ်တဲ့မမြင်နိုင်တဲ့တတ္တဝါတွေရှိတယ်လို့ဟောထားပြီးသားအဲ့ဒီနေရာမှာနတ်မြမာတွေရှိတယ်ဆိုတာကိုလက်ခံနိုင်စွမ်းမရှိရင်အရဟံဂုဏ်တော်ကိုယုံကြည်နိုင်စွမ်းလည်းမရှိပါဘူးအဲ့တော့မတုံမလှုပ်ယုံကြည်တယ်ဆိုတာဖြစ်မလာတော့အဲ့ဒီပုဂ္ဂိုလ်တွေအပယ်ပိတ်တယ်ဆိုတာလည်းဖြစ်မလာတော့ဒါဒီအရဟံဂုဏ်တော်တစ်ခုနောက်တစ်ခါကျတော့အရဟအဆိုတာကမရှိတာရဟဆိုစိတ်ကြွယ်ရစိတ်ကြွယ်ရအရက်၌ပြီးမကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားမကောင်းမှုဆိုတာဘာတွေလဲသူတော်ဘာတို့ကိုတက်ချင်းဖြတ်ချင်းညှဉ်းပန်းခြင်းနှိပ်စက်ခြင်းပြင်းမာခြင်းစော်ကားခြင်းဆိုတဲ့တရားတွေအဲ့တော့ကျွန်တော်တို့ကသီလတွေကျွန်တော်တို့စောင့်ထိန်တဲ့အခါမှာစိတ်ထဲမှာတော့ကျွန်တော်တို့နိုးကြားတောင်းညံ့တယ်နှုတ်ကနေမပြောလာတာပဲရှိမယ်ကိုယ်အမူအရာတွေနဲ့မကျူးလွန်တာပဲရှိမယ်ကျွန်တော်တို့စိတ်မှာတောင်းညံ့မှုရှိတယ်မြတ်စွာဘုရားကတော့အဲ့ဒီလိုဝါသနာနဲ့တကွပျောက်ထားတဲ့ကိစ္စဖြစ်တဲ့အတွက်မကောင်းမှုကိုစိုးစင်များတော့မရှိဘူးအငွေ့အသက်တောင်မရှိဘူးအဲ့တော့ဟုတ်ပြီကျွန်တော်တို့ဟာဒီသီလတွေကိုမဆောင်ထင်းဘူးလားယင်ဒီသီလတွေကိုစောင့်ထိန်နိုင်တယ်ဆိုတဲ့ဉာဏ်တက်ဝင်နိုင်စွမ်းရှိပါမလားသူတို့ဘာအတမတန်နဲ့သူတို့ဘာဥစ္စာမခိုးနဲ့သူတို့ဘာတာမယာမကျူးလွန်နဲ့မမှန်တာမပြောနဲ့ဂုံးမတိုက်နဲ့ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကစောင့်ထိန်မှုမရှိလို့ရှိရင်အဲ့ဒီတရားပေါ်မှာကျွန်တော်တို့ဉာဏ်တက်ဝင်နိုင်ပါမလားမဝင်နိုင်ဘူးစိတ်ကြွယ်ရအရက်နိုင်ပြင်မကောင်းမှုကိုမပြုတာဆိုတော့ကျွန်တော်တို့ကပေါ်ပေါ်ထင်ထင်တောင်မှဒီဟာတွေကိုထိမ့်သိမ့်နိုင်စွမ်းမရှိရင်မြတ်စွာဘုရားရဲ့စိတ်ကြွယ်ရမှာတော့မလုပ်ဘူးဆိုတဲ့အရာကိုကျွန်တော်တို့ဘလို့မှယုံကြည်နိုင်စွမ်းလည်းရှိမှာမဟုတ်ဘူးလို့ဉာဏ်သက်ဝင်နိုင်စွမ်းလည်းရှိမှာမဟုတ်ဘူးအဲ့ဒီအတွက်အဲ့ဒီပုဂ္ဂိုလ်အတွက်အပေတကားမပိတ်တာဒီမဆမ်းပါဘူးအဲ့တော့ဒီလိုလေးဟုတ်တယ်လို့ဗဇက်ကယုံကြည်လိုက်တာနဲ့ယုံပါတယ်ဂုဏ်တော်တွေကိုယုံပါတယ်လို့ပြောလိုက်တာနဲ့အပေတကားပိတ်သွားတာမဟုတ်အဲ့ဒီလိုကိုယ်တိုင်ထဲဝင်တည်ပြီးမှအဲ့ဒါကိုယုံကြည်လိုက်တာအဲ့ဒီအတွက်ဘသူကဘာလာပြောမတုံ့လှုပ်တော့ဖះကလေတယောက်ယောက်ကဘာသာကြားတွေကပဲဖြစ်တယောက်ယောက်ကနေလာပြီးတော့မင်းတို့ဖះကဒီလိုဆိုဟုတ်ပါမလားဟိုလိုဆိုဟုတ်ပါမလားလို့လာပြီးတော့တိုက်ခိုက်တဲ့အခါကျရင်ကိုယ်မှတုံ့လှုပ်တဲ့စိတ်ဖြစ်တယ်ဆိုရင်ဟုတ်ရဲ့လားသူတို့ပြောသလိုများဖြစ်နေမလားဆိုပြီးတွေးသွားပြီဆိုရင်ကိုယ်မှမတုံ့လှုပ်စိတ်တွေရှိတာမဟုတ်အဲ့တော့ငကိုတဲကမကောင်းမှုကိုရှောင်ကျဉ်တဲ့အလေးကျင့်မလုပ်ထားတဲ့အတွက်အဲ့ဒီဂုဏ်တော်ပေါ်မှာမယုံကြည်တာအရဟအရဆိုရန်သူတွေဟာပဲ့တက်ပြစ်တာနှိမ်နင်းပြစ်တာ
ကိလေသာ1500သောကိလေသာတွေလောဘဒေါသမောဟတဏမာနဒိဋ္ဌိထိနာမိတ်တာဥဒိစ္စကုက္ကုစဝိသိကိစ္စဒီတရားတွေအားလုံးကိုဒီကိလေသာတရားတွေအားလုံးကိုပယ်တတ်နိုင်တယ်ဖေဟာအဲ့တော့လောဘတွေနဲ့ကိုကနေတဲ့ခါမှာပူလောင်နေလို့ကိုမသိဘူးဒေါသတွေနဲ့နေတဲ့ခါမှာပူလောင်နေလို့ကိုမသိဘူးအဲ့တော့ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့ဝေးသွားတဲ့အခါမှာငြိမ်းချမ်းတယ်လို့အဲ့ဒီအရာတွေကိုမခံစားဘူးအဲ့ဒီလူဒီမြတ်စွာဘုရားကိလေသာငြိမ်းနေဆိုတာကိုလက်ခံနိုင်စွမ်းရှိပါမလားဉာဏ်တက်ဝင်နိုင်ပါမလားအဲ့ဒီအကြောင်းအရာလေးကိုတီးမိခောက်မိတဲ့သဘောရှိပါမလားဘလို့သဘောမှမရှိနိုင်လို့ရှိရင်မြတ်စွာဘုရားဒီကိလေသာကိုအောင်မြင်တယ်ဝါသနာနဲ့တကွာဇယိုက်နဲ့တကွာစွန့်ပယ်ထားပါတယ်ဆိုတာကိုဘလို့ဉာဏ်တက်ဝင်နိုင်ပါလဲကိုယ်တိုင်ဒါလေးကိုမခံစားဘူးဒီလောဘဒေါသမောဟတွေနဲ့ဝေးလေးနေတဲ့ခါမှာအမလီငြိမ်းအေးလိုက်တာချမ်းသာလိုက်တာငါခုနလောဘဖြစ်တဲ့ချိန်မှာငါပူလောင်လိုက်တာဆင်းရဲလိုက်တာဆိုတဲ့အဲ့ဒီလိုအရသာလေးကိုတော့မသိတဲ့ပုံကိုယ်တွေကမြတ်စွာဘုရားကိလေသာငြိမ်းတာကိုဘလို့သိနိုင်ပါလဲမသိနိုင်အဲ့ဒီဂုဏ်တော်ပေါ်မှာဘလို့ညံတက်ဝင်ဘလို့မတုံမလုပ်ကြည့်ညူပါလဲဟုတ်လားအဲ့ဒီအတွက်အပေတကားလေမပိတ်ဘူးဆိုတာမထူးဆန်းအဲ့ဒီလိုညံတက်ဝင်တဲ့ပုံကိုယ်တွေကကိုယ်တိုင်လေ့ကျင့်ထားတယ်ကိုယ်တိုင်လုတ်ကင်ထားတယ်ကိုယ်တိုင်ကြင်ကြံအားထုတ်ထားတဲ့ပုံကိုယ်တွေဒါနေအဲ့ဒီလိုမတုံမလုပ်ယုံကြည်တဲ့စိတ်ကဖြစ်နိုင်မှာဖြစ်တယ်ရိုးရိုးတန်တန်ယုံပါတယ်ပြောလို့မတုံမလုပ်ယုံကြည်တာမဟုတ်ဘူးအဲ့ဒီပုံကိုယ်တွေအတွက်အပေတကားပိတ်တာဒီမထူးဆန်းဘူးဘလို့မှထူးဆန်းတဲ့အရာမဟုတ်ဘူးအဲ့တော့ဒီဂုဏ်တော်လေးတစ်ခုတည်းကိုဒါကအကျဉ်းမြဖွင့်ဆိုခြင်းပဲရှိပါသေးတယ်ဒီတဲ့အကျဉ်းဖွင့်ဆိုလို့ရပါသေးတယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်9ပါးတဲ့ကတစ်ခုလောက်တောင်မှကို့မှာဉာဏ်တက်ဝင်ပြီးယုံကြည်နိုင်စွမ်းမရှိရင်အပေတကားပိတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့မဖောက်မပြန်တကယ်အပေတကားပိတ်ခြင်းလို့ရှိရင်ဘာလို့ရမှာလဲဂုဏ်တော်တွေကိုပါဠိလိုရပြီးမြန်မာလိုအနက်အဓိပ္ပာယ်သိကြိုးစားရမယ်မြန်မာလိုအနက်အဓိပ္ပာယ်သိလာပြီဒါကဘာကိုပြောတာဒါကဘာကိုပြောတာလို့သိပြီးသွားရင်အကျယ်ချဲ့ပြီးတော့မြတ်စွာဘုရားတရားတွေကိုနာတိုင်းမှာဒီဂုဏ်တော်တွေကတော့ဒီတရားကတော့ဒီဂုဏ်တော်မျိုးရှိပါတယ်ဒီတရားကတော့ဒီဂုဏ်တော်မျိုးရှိပါတယ်လို့ဉာဏ်တက်ဝင်ပြီးတော့မတုံမလို့ယုံကြည်တဲ့တနည်းကတော့သင်တို့အပေတကားပိတ်ပြီလို့